အရှိတောင်အာရှရဲ့တမိုင်းမှာဩဇာအကြီးဆုံး empire တွေထဲကတစ်ခုဖြစ်တဲ့ပုငင်ပြည်ရဲ့ရာဇဝင်ကိုဒီနေ့လေ့လာကြည့်ကြရအောင်ဒီတမိုင်းရရွှေရောင်တောက်ဖာခဲ့တယ်လို့သွေးဆိုးပြီးကြံတန်းခဲ့တဲ့ဇလန်တပူလည်းဖြစ်နေခဲ့ပါတယ်ပုကန်ရဲ့တမိုင်းကိုကြည့်လိုက်ရင်ထူးခြားတဲ့အဓိကအချက်တစ်ခုကိုတွေ့ရမှာပါအဲ့ဒါကတော့ရက်ဆက်ပြီးထူးထူးဆန်းဆန်းနဲ့လူပွားတွေပါပဲဆိုတော့ပေးရင်တမဖြစ်ဖို့ဆိုတာဂုံတိခတ်တာရှိတယ်လို့အတန့်နေလေတကယ်ကိုများတဲ့အလုပ်တစ်ခုဖြစ်ခဲ့တယ်လို့ပြောရမှာပါကဲအရာအားလုံးရဲ့အစာကိုပြန်သွားကြည့်ရအောင်အစောပိုင်းကာလလေးမှာပကန်းဆိုတာရွာငယ်လေးတွေစူးစီးထားတဲ့နေရာတခုပါပဲဒီရွာလေးတွေကဒန်တိုင်လာတားရဲကြီးတွေရဲ့ရန်ကိုနေစင်နဲ့မြကြောက်ကြောက်နဲ့နေထိုင်ခဲ့ကြရပါတယ်အဲ့ဒီလိုအချိန်မျိုးမှာပဲပြူစောချီဆိုတဲ့သူရဲကောင်ကြောက်ပေါ်လာခဲ့တယ်သူကရွာတွေကိုဒုက္ခပေးနေတဲ့ဝကြီးငယ်ကြီးကြားကြီးနဲ့ရွှေပြင်ကြီးဆိုတဲ့တားရဲလေးကောင်ကိုသူ့ရဲ့လီးများနဲ့တကောင်ပြီးတကောင်နှိမ်နှင်းခဲ့တယ်အဲ့ဒီနောက်မှာတော့ရွာစခိုးရွာကိုစူးစီးပြီးပကံရဲ့ပထမဆုံးမင်းဆက်ကိုတီထောင်ခဲ့သူဖြစ်လာခဲ့တာပေါ့ပြူစောထီးရဲ့တင်ငွေတွေအုပ်ချုပ်မှုအပြီးမှာတော့ပကံရဲ့ထီးနှန်းဟတ်သွေးစွန်းတဲ့ကာလတစ်ခုတည်းကိုဝင်ရောက်လာခဲ့ပါတယ်အာနာရှိုရာငင်းငင်းချင်းချင်းနဲ့လက်ပြောင်းရတဲ့အရာမဟုတ်တော့ပဲအကျန်းဖန်မှုတွေနဲ့လူယူရတဲ့အရာတစ်ခုဖြစ်လာခဲ့တော့တာပါပဲဒီအခန်းမှာတော့ဘီယင်းနေဟာမကြခဏဆိုသလိုထူးထူးဆန်းဆန်းညီလန်းတွေနဲ့လှုပ်ကြံခံရပြီးနန်းကြခဲ့ရတဲ့မတည်ငြိမ်တဲ့ခေတ်တစ်ခေတ်အကြောင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင်ပကံဘီရင်တပားဖြတာဘလောက်တော့အန်တရများလဲဆိုတာဒီဥပမာတွေကတက်တည်ပါပဲတန်နမဲဆိုရင်သူ့ရဲ့မြင်းထင်းကိုယ်တိုင်ကလှုပ်ကြံခဲ့တယ်စလင်းငွေကြတော့စင်ထင်းကရေထဲမှာနစ်သက်ခဲ့တယ်အော်စီယာကောင်းဆုံးကတော့သင်းခိုမင်းပဲတခွားတီတစ်လုံးကြောင့်ချန်ပိုင်ရှင်ရဲ့တူရင်ချက်နဲ့နှဲရွာဆန်ခဲ့ရပါဒါတွေကထီနန်းစက်ခံမှုရဲ့ကြံတန်းပြီးထူးဆန်းတဲ့သဘောကိုတကယ်ပဲချင်တင်ရှာရှာပြနေပါတယ်သင်းခိုမင်းနှဲရွာဆန်ပြီးနောက်မှာတော့တကယ်ကိုမယုံလိုက်စရာဇလန်တပုတ်ဖြစ်လာခဲ့ပါတယ်ဒီဇလန်ရဲ့အဓိကဇက်ကောင်ကဘသူများလဲဟုတ်ပါတယ်ဖျင်ကိုတတ်ထဲတဲ့အဲ့ဒီတောင်သူကြီးကိုယ်တိုင်ပါပဲမင်းကိုတတ်မိမိနောက်မှာတော့တောင်သူကြီးကထိုးဆန်းတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်ရပါတော့တယ်မူမတ်တွေကသူ့စီလာပြီးမင်းကိုတတ်တော်သူဒီမင်းဖြစ်စီဆိုရက်ထုံတန်းဦးပဲအရာထီနန်းကိုအနှင်းဖို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့တောင်လူကြီးကတော့ထီနန်းကိုလုံးဝစိတ်ဝင်စားခဲ့ဘူးသူကငါဒီမင်းမလုပ်လို့ငါတခါခင်ကိုသာစိုက်လို့တန်ဆိုပြီးအပြက်ညင်းဖြစ်ပါတယ်ဒါပေမဲ့မူမတ်တွေကအတင်းအချက်တိုက်တွန်းတော့နောက်ဆုံးမှတော့တွေ့တခါချံကိုစုံပြီးညောင်ဝဆိုရဲဟန်းဆိုတဲ့ဖွဲ့နေဘရင်ဖြစ်လာခဲ့ရပါတယ်ဒီလိုအတွင်းပိုင်းမှာပယံပတ်တာဖြစ်နေတဲ့အချိန်တွေကတိုင်းပြည်ကိုရွှေရောင်တောက်ပတဲ့ empire တစ်ခုအဖြစ်ပြောင်းလဲပေးမဲ့ပူကန်ရဲ့အကြောကြောင့်ဆုံးတဲ့အင်အားအကြီးဆုံးအုပ်စိုးသူတို့ကိုပေါ်ထွက်လာဖို့အကြောင်းဖန်လာခဲ့ပါတယ်ဒီနေရာမှာတော့ပကံကိုကတ်စင်ကလျာတိုင်းနိုင်ငံလေးတစ်ခုကနေစီးလုံးပြီးရွှေရောင်တောက်တဲ့ empire ကြီးတစ်ခုအဖြစ်ပြောင်းလဲပေးခဲ့တဲ့အဓိကဇက်ကောင်အနော်ရချာမင်းကြီးအကြောင်းကိုစတင်ပြောပြခြင်းပါရယ်အနော်ရထားသူ့ရဲ့ဖေးတူမအေကွဲအကိုစုကတဲ့ကိုစီးချင်းထုတ်ပွဲမှာအနန်ယူကီအာနာကိုသိမ့်ပိုက်ခဲ့တယ်။သူ့လက်ထက်မှာပကံဟာလုံးဝအသွင်ပြောင်းသွားခဲ့တယ်။ထေရဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ထန်းကီတထုံပီကနေပိတ်တကသုံးပုံကိုပင်းဟောင်ခဲ့တာကယဉ်ကျေးမှုရဲ့အခြေခံအုပ်မှုကိုချပေးလိုက်ကြပါပဲ။ဒါဟာပကံကိုစစ်ရဲ့အရာရောယဉ်ကျေးမှုနဲ့ကိုယ်ကိုယ်ယုံကြည်မှုအရာပါစီလုံးစစ်ခဲ့တဲ့အရေးပါတဲ့လုပ်ရဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီလိုကြီးကျယ်တဲ့ဘရင်တောင်မှာပကံရဲ့အကြမ်းနဲ့ကန်ကြမှာခဲနေမလွတ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ကျွေးရိုင်းတကောင်ရဲ့ဝိသက်မှုကြောင့်နိုင်ဝဆန်ခဲ့ရပါတယ်ဆိုတော့အနော်ရချာရဲ့အုပ်စိုးမှုဟာပကံပြည့်တဲ့ဘက်ပေါင်းစုံကနေတကယ်ကိုအရေးပါခဲ့တယ်ပါသူချောက်မှတ်ခဲ့တဲ့အခြေခံအုတ်မြစ်တွေကတိုင်းပြည်ရဲ့အနာဂတ်ကိုပုံဖော်ပေးခဲ့ပြီးသူ့ကို empire ရဲ့ဖခင်ကြီးရဲ့ဖြစ်တတ်မှတ်စေခဲ့တာပေါ့ကဲရွှေရောင်ခေတ်ကနေ empire ရဲ့အဆုံးသတ်အစပိုင်းကိုကူပြောင်းကြည့်ကြအောင်ဘယင်ကောင်းတွေတီဆောက်ခဲ့တဲ့တိုးတက်မှုတွေကိုအရေးချူးမရှိတဲ့ဘယင်တွေကဘယ်လိုများပြန်ဖြတ်စည်းပင်နိုင်လဲဆိုတာတွေ့ရတော့မှာပါအကောင်ဆုံးဥပမာကတော့ဆော်လူမင်းပါပဲသူကအလောင်းအစားကိုတိတ်ကြိုက်တယ်သူငယ်ချင်းကြီးရမှန်ကန်နဲ့အန်စာကစားရကနဲ့မခံကျင်စိတ်နဲ့ယောက်ျားမှန်ရင်ပုံကန်ကြည့်လို့သွားစင်ခေါ်လိုက်တယ်အဲ့ဒီမစင်မချင်းစကားတခွန်းကြောင့်တကယ်ပုံကန်မှုဖြစ်လာပြီးနောက်ဆုံးမှာတော့သူကိုယ်တိုင်အဖန်ခံရပြီးအသက်ခံခဲ့ရပါတယ်ကဲအခုဆိုပကံရာဇဝင်ရဲ့နောက်ဆုံးအခန်းကိုရောက်လာပါပြီဒီတစ်ခါတော့ empire ကြီးတစ်ခုလုံးပြိုလဲဖျက်ဆီးသွားစေခဲ့တဲ့ဘယင်တစ်ပါးရဲ့မာနတရားအကြောင်းကိုလေ့လာကြည့်ကြရအောင်ပုဂ္ဂမြင်းဆက်ရဲ့နောက်ဆုံးဘရင်နရတိယပတိနဲ့သူရင်ဆိုင်ခဲ့ရတဲ့အင်အားကြီးမားရဲ့အပြင်ပရန်သူချောင်းကိုမိတ်ဆက်ပေးပါမယ်တစ်ဖက်မှာပကံ empire နောက်တစ်ဖက်မှာတော့ကမ္ဘာသမိုင်းတစ်လျှောက်အကြီးမားဆုံး empire ဖြစ်တဲ့ကုပလိုင်းခိုင်ရဲ့မွန်ဂိုတပ်တွေဒီလိုအင်အားကွာချက်ကြီးမားနေလာကိုတည့်ရတိုင်းနဲ့သူတို့ကိုရန်သွားဆွလေဆိုတာဘလောက်တောင်မိုင်မဲတဲ့လောက်ရထိမလဲစဉ်းစားကြည့်ပါတော့ကုပလိုင်းခန်ကတန်တမန်နေလွတ်ပေးလက်အောက်ခံဖို့တောင်းဆိုတဲ့အခါနာရတိဟပတိမင်းကမာနနဲ့ဒေါသထပ်ပြီးအဲ့ဒီတန်တမန်တွေကိုကွတ်မြတ်ဖို့အမိန့်ပေးခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ဟာပုဂ္ဂံပင်အကန်ချမာကိုအဆုံးဖြတ်ပေးလိုက်တဲ့သ
တေမင်းတမန်ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ် ။အဲဒီနောက်ဆက်တွေကတော့အရာအလုံးဟာရင်မြင်စွာပြိုလဲသွားခဲ့ရပါပဲ။မွန်ဂိုတက်တီကပကံတက်ကိုအလွယ်တကူအနိုင်ယူခဲ့တယ်။နယာတီဟာပတီမင်းကခန်တက်ဆောက်ဖို့ဆိုပြီးဖျားထောင်ပေါင်းများစွာကိုဖြိုးချခဲ့တယ်။နောက်ဆုံးမှာတော့နေပြည်တော်ကိုစွန့်ခွာထပ်ပြေးခဲ့ရတယ်။ဒါကြောင့်သူကိုတရုတ်ပြင်းမင်းလို့တမိုင်းမှာတွင်ခဲ့ပြီးထပ်ပြေးနေပဲသူရဲ့သားတော်ရင်ကလှုပ်ကြံလို့နှက်ရွာဆိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့ဖျင်55အုပ်ချုပ်ခဲ့တဲ့ရှေ့ရပြီးကန်တမင်မြောက်ကပကံရဲ့သမိုင်းဟာဒီလိုကြေကွဲစရာဇသိန်းခန့်နဲ့အဆုံးသတ်သွားခဲ့ရတာပါပဲ ဒီတင်ဆက်မှုကိုစဉ်းစားစရာမဲကွန်းတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ဖုခန့်ရဲ့ကြာဆုံးခြင်းဟာရှောင်လွယ်လို့မရတဲ့တမိုင်းရဲ့ကံကြမ္မာတစ်ခုလားဒါမှမဟုတ်ဘရင်တစ်ပါးရဲ့ထိမ့်မနိုင်သိမ်းမရတဲ့မာနတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တစ်ခုလား